ကဘာချားကိုဆင့်ခေါ်ခံရတဲ့သူရဲကောင်း9ယောက်ထဲမှာဓားလဲမကြိုက်တတ်မော်လဲမတုံတတ်ပဲအွန်လိုင်းကနေဈေးဝယ်တဲ့စွမ်းအားတစ်ခုတည်းနဲ့ဘရင်ဖြစ်လာမဲ့သူကိုမြင်ဘူးလားဗျာကျွန်တော်တို့ရဲ့မင်းသားမူကိုရာဟာ online grocery တဲ့ဗျာအသုံးမချဘူးဆိုပြီးနန်းတော်ကနေအနှင်းထုတ်ခံရပြီမိတ်မူကိုရာကတော့ဝမ်းမနေပါဘူးမြို့ပြင်ကိုထွက်လာပြီးသူ့ရဲ့ skill ကိုသုံးဂျပန်ကပစ္စည်းတွေနဲ့ဟင်းချက်စားတဲ့အခါမှာတော့အနံ့ကတတော်လုံးကိုပြန့်နှံ့တော့ပါတော့တယ်အဲ့ဒီအနံ့ကြောင့်ပဲတိုင်းလောကမှာအကြောက်ဆုံးကန်နဝင်တားရဲကြီး fail ရောက်လာပါတယ်တက်စားတော့မယ်ထင်နေတာတကယ်တော့မူကိုတော့ရဟင်းချက်လက်ရာကိုစားကြည့်ပြီးနတ်တူတာလူထင်သွားတာဗျာနောက်ဆုံးတော့ဒီတားရဲကြီးကအစားအသောက်အတွက်နဲ့မူကိုတော့ရအစေခံအဖြစ်စာချုပ်ချုပ်ပြီးအဖော်လုပ်ပြီးပါတော့တယ်သူရဲကောင်းဖြစ်ဖို့ထက်ဘိုက်ဝဖို့ကိုပိုအရေးကြီးတဲ့မူကိုတာတယောက်ဂန်ဒဝင်တားရဲကြီးကိုအတုံးချပြီးဒီကဘာမှာဘလူတွေဆက်ပြီးမှွေဥမလဲ